video ရဲ့အစမှာပထမဆုံးမြင်ရတာကပင်လယ်ကမ်းခြေဘေးမှာရှိတဲ့မြေညီပြင်အလွတ်ကြီးတစ်ခုပါတဲမြေပြင်ကြဲကြဲထဲမှာစက်ရံတရားတွေရက်နားထားပြီးဂရင်းနီကမိုးကောင်းကင်ထိတန်းတန်းမထောင်ထားပါတယ်အလို့သမားတွေလှုပ်ရှားနေကြပေမဲ့ဒီနေရာကအခုချိန်မှာတော့ကွန်ကရစ်အခြေခံတီးဆောက်နေတဲ့အစအဆင်းတစ်ခုပဲဖြစ်နေပါသေးတယ်အပြင်ဘက်ကကြည့်ရင်ဘာမှမရှိသလိုတာမန်ဆောက်လို့ရည်နေရတစ်ခုလိုပဲထင်မြင်ရစေပါတယ်ဒီအချိန်မှာကြည်နေသူတိုင်းရဲ့အစိတ်ထဲမှာမေးခွန်းတစ်ခုမဖြစ်မနေပေါ်လာပါတယ်။ဒီနေရာမှာဘာကိုဆောက်လုပ်နေကြတာလဲ။အဆောက်အဦကြီးတစ်ခုလား။ဒါမှမဟုတ်လုပ်ငန်းသုံးစက်ရုံတစ်ခုလား။ပင်လယ်လီအေးကတဲမြေပြင်ပေါ်ကိုဖျက်တိုင်လာပြီးကရိန်းဒီကနေလောင်ထဲမှာမလွတ်မရှားရက်နေတဲ့မြင်ကွင်းကအားလုံးကိုတိတ်ဆိတ်စေပါတယ်။ဒီမြေပြင်အလွတ်ကြီးထဲမှာနောက်ပိုင်းဘာဖြစ်လာမလဲဆိုတာကိုဘီဒူမှမခန့်မှန်းနိုင်ပါဘူး။အခုမြင်နေရတဲ့အရာကစတင်ခြင်းတစ်ခုပဲဖြစ်ပြီးအဆုံးမှာလူတွေကိုအံ့အားသင့်စေမဲ့အိမ်မက်တစ်ခုဖန်တီးဖို့အစပြုနေတာဆိုတာကိုတော့ဘယ်သူမှမသိသေးပါဘူးအချင်းတွေလွန်